Hey, what's up, everyone? Today, general Domagaro, time machine, Siam Paragon, Bekibari. So, Siam Paragon would not remove it up, but a mouse on your good loot, Tema Bari, she lay, Sinemo, Sinibari, she did. Where's Yabali, she does not teach an SOET video, so TGBO, the Shinamai. So, Siam Paragon would Thomas with BTS not let all you are ready, plus in a let all we are a goose and be a net or return or BTS net, why, no? BTS ကနေပြီးတော့ဆင်းလိုက်ပြီဆိုတာနဲ့ဒီကျွန်တော်တို့အဲ့အောက်ကနေပြီးတော့မယ်ဆိုရင်မှာဝင်ဝလေးရှိရပေါ့လေဆိုတော့အဲ့ဒီအဲ့ဝင်ဝလေးကကျွန်တော်တို့ C live ကိုတည်းတန်းပြီးတော့တွားလို့ရတယ်အဝင်ဝလေးဖြစ်တယ်အဲ့ကနေကျွန်တော်တို့ဝင်သွားတယ်ဆိုရင်အဲ့ C live ကိုကျွန်တော်တို့တွေ့နိုင်တယ်ပေါ့နော်ပြီးတော့ C live ကနေပြီးတော့ကျွန်တော်net ထပ်သွားလိုက်ပြီဆိုတာနဲ့အဲ့နာမှာစားတောက်ဆိုင်ကြီးကျွန်တော်တို့များစွာကိုလွတ်လွတ်ကိုဘူရှာတွေ့နိုင်တယ်ကျွန်တော် Chatra Moon တို့ Dairy Queens တို့Chatra Moon ဆိုကျွန်တော်တို့ဒီ Thai တိကြိုက်တဲ့လူတွေတော့အကောင်းဆုံးနေရပါဘူးနော်ဆိုတော့အဲ့မှာ Potato Corners တို့တခြားကျွန်တော်တို့ဒီစားတောက်စရာဆိုင်ပေါင်းမြောက်များစွာအဲ့မှာကျွန်တော်တို့ရှိတယ်ကိုကတကယ်လို့ဒီ India food စေစားခြင်းနဲ့ biryani တို့ဒီ chat တို့ဘာလို့အဲ့လိုမျိုးတွေစားခြင်းလဲဆိုရင်ဒီမှာကျွန်တော်တို့ food court မှာ0 pence ရဲဆိုင်နေလိုက်ရှိတယ်သူက halal လည်းဖြစ်တယ်ဒီဝိုင်းဆိုရင်ကျွန်တော်တို့ဒီမှာဒါ food court ကနေရပါတော့food court မှာဒါအဲ့တွိုင်းနေရဆိုလူတွေအပြည့်ပဲပြီးတော့ပြီးဆိုတော့ကျွန်တော်တို့နောက်တစ်ခါမှကြာတော့ပါရှိလဲဆိုတော့ဒါ Balenciaga တို့ fashion နဲ့ဆိုင်တဲ့ဒီဆိုင်တွေပေါ့နော်ကျွန်တော်တို့များစွာကိုတွေ့နိုင်တယ်ဒီမှာဆိုရင်ဒါကျွန်တော်တို့ Balenciaga ရဲ့ showroom ပေါ့နော် Balenciaga ရဲ့ showroom ထဲမှာကျွန်တော်တို့ဘောစီတွေအင်ဂျီဝယ်ဖို့တဲ့နေရာပေါ့နော်ဆိုပြီးတော့ဆိုရင်ဒါ main ကလေးကြိုက်မဲ့နေရာဖြစ်တဲ့သူကဒီ makeup တို့cosmetics ဒီ skin care ဒီတခြားပစ္စည်းရောင်းတဲ့နေရာပေါ့နော်အဲဒီဒီကျွန်တော် full coat အောက်ကနေပြီးတော့အပေါ်တက်လာခြင်းမှာအဲဒီဆိုင်လေးတွေကိုကျွန်တော်တို့ကတွေ့နိုင်တယ်မှာဆိုရင်ကျွန်တော်တို့ Tom Ford တို့ Estee Lauder တို့တခြားမှာ makeup brands တွေအများကြီးရှိတယ်ပေါ့နော် main ကလေးတွေအလားပါစိတ်ဝင်စားတဲ့ main ကလေးဆိုရင်ကျွန်တော်တို့ဒီ tab မှာအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုင်တွေလည်းအများကြီးရှိတယ်ဒီ products တွေလည်းကျွန်တော်တို့အများကြီးရှိတာကိုတွေ့နိုင်တယ် cosmetics တွေလည်းကျွန်တော်တို့ကြည့်ပြီးတော့ skin care ကြည့်ပြီးတော့ဆိုရင် unique လို့မှာဒီ fashion နဲ့ဆိုင်တဲ့ဟာတွေဝါသနာပါတဲ့လူတွေက dress တွေလည်းကျွန်တော်တို့ကြည့်တွေ့ရတယ်ပြီးတော့ဆိုရင်တော့အဲ့နာမှာကျွန်တော်တို့ဆက်လီကားလေးရှိရဲအဲ့ဒါကိုသုံးပြီးတော့နောက်တစ်ထပ်ကိုသွားမယ်ဆိုရင်နောက်တစ်ထပ်ကတော့ဒီအားကစားဝါသနာပါတဲ့လူတွေအတွက်ဒီအောင်စိတ်ဝင်စားဖို့ကောင်းတဲ့အထက်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်သွားနေ sketches ကို30ရာခိုင်နှုန်းနောက်discount ချထားတယ်ဒီ partner ဒီကျွန်တော်တို့ဒီတခြားအားကစားနဲ့ဆိုင်တဲ့ပစ္စည်းတွေကိုစုံနေဝယ်လို့ရတဲ့နေရာကိုကျွန်တော်တို့ဒီမှာဆိုရင် Crocs ရှိရယ် Puma ရှိရယ်တခြားကျွန်တော်တို့ဒီ partner ဆိုင်တွေဒီအားကစားပစ္စည်းရောင်းတဲ့ဆိုင်တွေအများကြီးရှိရပေါ့နော် Skechers showroom လည်းကျွန်တော်တို့ရှိရယ် Adidas ရှိရယ်ကျွန်တော်တို့ Asus ရှိရယ်အများကြီးပဲပေါ့နော်ကိုကတကယ်လို့အားကစားလုပ်တဲ့လူဝါသနာပါတယ်ဆိုရင်ဒီမှာတိုင်ဖန်တဲ့က try ကြည့်ကြရတယ် design တွေလည်းတော်တော်ကောင်းတယ်ပေါ့နော် Z ရတော့ဘောလုံးကတော့ Skechers ကတော့ Z နဲ့တက်တာပဲပေါ့လေကြည့်ရတယ်မှာတော့ဟိုတခြားလည်း Z တက်တာလေးရှိတယ်ပေါ့နော်ကိုရွေးတဲ့စီproduct ပုံမှာမူတည်ပြီးတော့ Z ကတော့ခေါ်သွားလိမ့်မယ်အကိုလုံးဖတ်တဲ့လေးတွေကတော့ကျွန်တော်တို့ဖတ်တဲ့သဘောကျတယ်ဆိုတော့ဖတ်တဲ့ကိုလုံးမှသွားတော့မှဝင်ကြည့်ဖြစ်တယ်ပေါ့နော် Skechers ကဖတ်တဲ့လေးဆိုတော့တော်တော်လေးဟိုဝယ်လို့လည်းကောင်းတယ်ပေါ့လေဆိုတော့ Skechers ကကျွန်တော်တို့ဖတ်တဲ့ကြည့်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့အဲ့မှာကလေးတွေဝါသနာပါတဲ့ Lego ဝါသနာပါတဲ့ကလေးတွေဆိုရင်ဒီမှာကျွန်တော်တို့ Lego နဲ့ဆိုင်တဲ့ products တွေလည်း shopping လုပ်နိုင်မယ်ပေါ်ထပ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ electronic store ရှိရမှာပေါ့နော်။ဖုန်းတို့တခြား electronic product တွေဝါသနာပါတယ်ဆိုရင်အပေါ်တဲ့ဒီမှာကျွန်တော်တို့ကြည့်နိုင်တယ်
တော့တို့က power mall လို့နော် power mall ကတော့အရင်သဘောကျတယ်ဒီ electronic နဲ့ဆိုင်နေတဲ့ဒီပစ္စည်းအများကြီးပဲပေါ့နော်တကယ်မှကျွန်တော်တို့brand name ဆိုတော့နေရာမို့ကျွန်တော်တို့ Samsung တို့ဒီကျွန်တော်တို့Apple product လည်းကျွန်တော်တို့ရှိတယ်Acer တို့ HP တို့ကိုလိုမနော်ကိုက electronic ဝါဒနာပါတယ်ပစ္စည်းလေးတွေကြည့်ရတာဝါဒနာပါတယ်အသုံးပြုရတာဝါဒနာပါတယ်ဆိုရင်ဒီထက်ကတော့ကျွန်တော်တို့ design ရတော့လဲတွားကိုတွားတင်နေကျွန်တော်တို့ဆိုင်တစ်ခုလည်းပါတယ်လို့ပြောလို့ရတယ်ပေါ့အခုဒီဗီဒီယိုကိုကြည့်ရတာသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးစီချင်ပါတယ် Please subscribe my channel everyone